မီတင်မှာစကားပြောလိုက်တဲ့သူကတကယ်ရောအစစ်ဟုတ်ရဲ့လားဗီဒီယိုကောပြောလိုက်မိတဲ့သူကတကယ်လူရောဟုတ်ရဲ့လားအဲ့လိုမျိုးတွေးနေရတယ်ဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့တိုက်တွန်းနေပါတယ်အခုခေတ်မှာ AI တွေကအရင်ဒေါ်လာတော့ရုပ်ရောအတန်မှာတပုံစံနဲ့တူအောင်ဒီ face နဲ့ AI နဲ့အတူပြုလုပ်ထားတဲ့ဗီဒီယိုတွေသုံးပြီး online အစည်းအဝေးတွေကနေငွေလိမ်တောင်းတဲ့ပြဿနာတွေအများကြီးဖြစ်နေတာကိုဖတ်ဖို့မှာပါဒီပြဿနာတွေကိုအပြတ်ရှင်းဖို့အတွက်နာမည်ကြီး Zoom နဲ့ Microsoft Teams တို့က security feature အသစ်တစ်ခုကိုမဖြစ်မနေသုံးရမယ်ဆိုပြီး update လုပ်လိုက်ပါပြီ။အဲ့ဒါကတော့ real time deepfake authentication ဖြစ်ပါတယ်။ဒီ feature ကဘလို့အလုပ်လုပ်လဲဆိုရင်ကျွန်တော်တို့ပုံမှန်ပတ်စံအတူအစစ်စစ်တလို့ပါပဲ။တတောင်းနံကိုအပေါ်ရန်ကကြည့်လိုက်တဲ့အခါအစစ်နဲ့တပုံစံနဲ့တူပေမဲ့တကယ်တမ်းမီးရောင်သို့မဟုတ်နေရောင်မှာကြည့်လိုက်တဲ့အခါစစ်ထဲထည့်စစ်တဲ့အခါရေးစား watermark တွေပါနေတာကိုမြင်ရမှာပါအဲ့ဒီလိုမျိုးပါပဲဗီဒီယိုကလူက cryptographic watermarking လို့ခေါ်တဲ့မျက်စိနဲ့မမြင်ရတဲ့ digital လျှို့ဝှက်တစ်စိတ်ပါမပါစစ်ဆေးပေးပါပဲပြီးတော့ AI ကိုယ်တိုင်ဒီဗီဒီယိုကအတူလားဆိုတော့ကိုစကားပြောနေတော့ real time စစ်ဆေးပေးပါတယ်တကယ်လို့အတူဆိုရင်တော့ချစ်ချင်းမီတင်ကရပ်သွားမှာပဲဖြစ်ပါတယ်ဒီ feature လေးကတော့ငွေမြန်မြန်လွှဲပြီးပါဆိုပြီးလာလိမ့်နဲ့တထေးအထုတွေကိုချက်ချင်းဖမ်းမိသွားနိုင်တယ်လို့ငွေလင်ခံရတာတွေလည်းတိတိတတာရော့သွားပြီးအလုပ်ကိစ္စပြောရတာမှာပိုယုံကြည်စိတ်ချရတော့မှာပဲဖြစ်ပါတယ်နောက်ဆိုရုပ်တူအတန်တူယုံနဲ့လိမ်လို့မရတော့ပါဘူးဤပညာအရလူစစ်ဖြစ်ကြောင်းတက်တည်ပြနိုင်မှသာလျှင်မီတင်ကိုဆက်လုပ်လို့ရတော့မယ့် feature ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင်လိုက်လေးပေးပြီးအလုတ်ကရုတွေထဲမှာမတိသေးတဲ့သူတွေတည်သွားအောင်အခုပဲဝေမျှပေးလိုက်ပါဦးကောင်းမွန်တဲ့နည်းရလေးတွေအမြန်ဆုံးရရှိကြပါစေနောက်တစ်ပတ်မှာပြန်တွေ့ကြပါမယ်